လူငယ်လေးတူသည်သူ့၏ဘဲဘတ်လက်ကိုဆန့်ထုတ်လိုက်သည်သူသည်နေမင်းကိုသူ့၏လက်ထဲသို့ယူဆောင်လိုက်ပြီးနောက်တင်းတင်းကြပ်ကြပ်စွတ်ကင်ထားလိုက်သည်ထို့နောက်ကောင်လေးသည်၎င်းကိုမှုတ်ထုတ်လိုက်ရာနေမင်းမှသူ့၏လက်ထဲမှပျောက်ကွယ်သွားခဲ့သည်ထိုအချိန်မှပင်ဖြစ်ရတစ်ခုဖြစ်ပွားခဲ့သည်တကဘာလုံးမှောင်အတိကျသွားခဲ့ခြင်းပင်ထိုလူငယ်သည်နေမင်းကိုပျောက်ကွယ်သွားစေသည့်မျက်လက်တစ်ခုကိုပြသခဲ့ခြင်းဖြစ်သည်ထိုခဏ၌နေ့လေကြောင်တောင်ဖြစ်နေသောအန်တာတီကအတိုက်မှမှောင်မဲသွားတဲ့သည်တကဘာလုံးမှလည်းအချိန်တစ်ခု၌ရက်တန်အေးခဲသွားသလိုဖြစ်သွားခဲ့သည်လူတိုင်းမှထိုကောင်လေးကိုလက်ခုပ်တီးချီးကျူးကြသည်သူသည်မျက်လက်လောက၏ဘယင်ပင်ဖြစ်သည်သို့သောနေမင်းကြီးပျောက်ကွယ်သွားသောအခါတဲယူပို့ဆောင်ရေးလုပ်ငန်းများအားလုံးရပ်တန့်သွားခဲ့သည်တကဘာဝမ်ဟသိပ္ပံပညာရှင်များမှအဘဲကြောင့်နေမင်းကြီးပျောက်ကွယ်သွားရသည်နည်းဆိုသည်ကိုအသေးအတန်ဆွေးနွေးနေကြတော့သည်ထိုအခါမှသာထိုလူငယ်သည်ပြဿနာ၏ကြီးမားပုံကိုသဘောပေါက်သွားခဲ့သည်နေမင်းကြီးမရှိဘဲသူတို့ကဘာမြေပေါ်တွင်အသက်မရှင်နိုင်ကြပြီလူတိုင်းကသူ့အားနေမင်းကြီးကိုပြန်လဲယူဆောင်လာရန်ပြင်းပြင်းထန်ထန်တိုက်တွန်းခဲ့ကြသည်ထိုအချိန်တွင်ဆရာခေတုကသူ့အားပြောကြားခဲ့သည်မှာနေမင်းကိုပျောက်ကွယ်သွားအောင်နှုတ်တာကပြည့်စုံတဲ့မျက်လက်တစ်ခုမဟုတ်သေးဘူးနေမင်းကိုပြန်လဲယူဆောင်နိုင်တာမှသာစစ်မှန်တဲ့မျက်လက်ဘရင်ဖြစ်မှာဟု၍ဖြစ်သည်ထို့ကြောင့်ကောင်လေးသည်အားကုန်ယုံ၍ဆွဲယူလိုက်ရာနေမင်းကြီးမှဂျိုကြီးရှစ်လုံး၏ဘဝင်ချက်စီသို့ပြန်လဲရောက်ရှိသွားခဲ့သည်နေမင်းကြီးသည်သူ့၏မူလလမ်းကြောင်းပေါ်သို့ပြန်လဲရောက်ရှိသွားပြီးခမ်းမတစ်ခုလုံးလင်းထိန်သွားခဲ့သည်ကဘာမြေပေါ်သို့အလင်းရောင်များတဖန်ပြန်လဲရောက်ရှိလာပါတော့သည်